တင်အခုဒီဗီဒီယိုကိုကြည့်နေရင်နဲ့တင်ရဲ့အပေါ်ကနေရန်ဒါမှမဟုတ်တောက်တနေရာမှာတင်ကိုစောင့်ကြည့်နေတဲ့မျက်လုံးတစ်စုံရှိနေနိုင်ပါတယ်။သူတို့ကတဲ့အိမ်မှာအခမဲ့နေထိုင်နေကြတာပါ။ဒါပေမဲ့သူတို့ကဘယ်သူတွေလဲ။တာမန်အိမ်မြောင်လေးတွေလား။ဒါမှမဟုတ်ရင်ကြောက်ခိတ်ကတဲ့ကကြံရိတ်ခဲ့တဲ့ငကအသေးစားလေးတွေလားဆိုတာဒီနေ့မှာတော့အိမ်မြောင်တွေရဲ့အံ့ဩစရာကဘာတွေကိုကျွန်တော်တို့အတူတူခရီးသွားပြီးတော့လေ့လာကြပါမယ်ခင်ဗျာ။အိမ်မြောင်တွေကမနေ့တနေ့ကမှပေါ်လာတာတော့မဟုတ်ပါဘူး။သူတို့ရဲ့မျိုးနွယ်စုတွေဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်း200ကျော်ကတည်းကကမ္ဘာပေါ်မှာရှိနေခဲ့တာပါ။ဒိုင်နိုဆောတွေမျိုးသုံးသွားတဲ့အချိန်မှာတော့သူတို့ကဘေးကင်းအောင်ဘယ်လိုနေရမလဲဆိုတာသိခဲ့ကြပါတယ်။အိမ်မြောင်တွေဟာကမ္ဘာအနှံ့မှာမျိုးစိတ်ပေါင်း6000ကျော်ရှိပြီးတော့ကျွန်တော်တို့ရဲ့အိမ်မှာမြင်နေရတဲ့အိမ်မြောင်တွေကတော့Darkness လို့ခေါ်တဲ့မျိုးနွယ်စုဝင်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ငယ်ငယ်ကအိမ်မြောင်အမီးပြတ်တာကိုမြင်မှုပြီးတော့အံ့ဩခဲ့ကြဘူးလေမဟုတ်လား။ဒါကိုautonomy လို့ခေါ်ပါတယ်။ရန်သူလက်ကလွတ်ဖို့ကိုယ့်အမီးကိုဖျက်ချခဲ့တာပါ။အံ့ဩစရာအကောင်းဆုံးကတော့အဲ့ဒီအမီးကပြန်ပေါက်လာတာပါ။နောက်ပြီးတော့သူတို့ဘယ်လိုလုံးမျက်နှာချက်မှာစောက်တုံးလမ်းလျှောက်နိုင်တာလဲ။ကော်ပါလို့လား။အဲ့လိုလည်းမဟုတ်ပါဘူး။သူတို့ခြေဘွားမှာအလွန်သေးငယ်တဲ့အမွေးအမြင့်လေးတွေတန်းပေါင်းများစွာပါဝင်ပြီးတော့ Van der Waals Force လို့ခေါ်တဲ့အနုမြူအဆင့်ဇွဲငင်အားကိုသုံးပြီးတော့ကတ်ထားတာပါ။ဒါဟာသိပ္ပံပညာရှင်တွေတော့အခုထိလေ့လာနေရတုန်းဖြစ်တဲ့တဘာဝရဲ့အံ့ဖွယ်နည်းပညာတစ်ခုပါ။အခုလက်ရှိတဲ့အိမ်မှာရှိနေတဲ့အိမ်မြောင်တွေကဘာလုပ်နေလဲဆိုတော့အလကားအခမဲ့ပိုးတက်သူတွေဖြစ်တာဝန်ထမ်းဆောင်နေကြတာပါ။သူတို့ဟာတင်းကိုယောဂပြီးမဲ့ချင်းရင်ကောင်နဲ့ပိုးဟက်လေးတွေကိုတညလုံးမအိပ်ပဲလိုက်လံနှိမ်နှင်းပေးနေကြတာဖြစ်ပါတယ်။ဒါတို့ရာမရှိရင်တင်းအိမ်မှာပိုးမွားတွေဒီထက်မကပိုပြီးတော့ပုံများနေမှာပါ။ဒါကြောင့်သူတို့ကကြောက်စရာတတဝါတွေမဟုတ်ပဲအိမ်ရဲ့အဖုံမုံလေးတို့တောင်ပြောလို့ရပါတယ်။နောက်တစ်ခါအိန္ဒိယန်ပေါ်မှာအိမ်မြောင်တကောင်ကိုတွေ့ရင်အရင်ဆုံးမဟုတ်မထုတ်ပါနဲ့ဦး။သူဟာနှစ်သန်းပေါင်းများစွာကတည်းကဒီကပောင်မှာရှင်သန်လာခဲ့တဲ့သူရဲကောင်းတစ်ယောက်ဆိုတာအရင်ဆုံးသတိရပေးပါဟုတ်ကဲ့အခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေဆက်ကြည့်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာ See you in the next video. Don't forget to subscribe. Bye.